ဟုတ်ကဲ့ကျွန်တော်တို့ချင်းပြည်ချင်းလန်းကောင်စီကို2023ခုနှစ်ဒီဇင်ဘာလ6ရက်နေ့မှာကျွန်တော်တို့အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ချင်းပြည်ချင်းလန်းဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်ရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီကျွန်တော်တို့ဒီကောင်စီနဲ့မန်နိုင်3ရက်ကိုဖွဲ့စည်းခဲ့ကြတာဖြစ်တယ်ဒီနှစ်တာတက်တန်းအတွင်းမှာကျွန်တော်တို့အနေနဲ့ဒီချင်းပြည်ချင်းလန်းအတွင်းမှာရခိုင်ကမပေါ်ပေါက်ခဲ့ဘူးတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေနဲ့ကျွန်တော်တို့ရဲ့ဒီစူးစီးညီညွတ်နိုင်ဖို့အခင်းကျင်းတွေကိုကျွန်တော်တို့ကနှစ်တာအတွင်းမှာပေါင်းစပ်ခဲ့ကြတယ်ညှိနှိုင်းခဲ့ကြတယ်ထို့အတူပဲဒီနှစ်အတွင်းမှာတော့ကျွန်တော်တို့ရဲ့ဒီနှစ်ပေါင်း80ကြာတိုင်းရင်းသားတွေတောင်းဆိုနေတဲ့ဒီကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကိုကျွန်တော်စတင်ပြီးတော့မှကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကိုစတင်ပြီးတော့မှအကောင့်ထဲဖော်ဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ဒီဘာကောမလဲဒီအခြေခံဥပဒေရဲ့ပေးထားချက်ဖွဲ့စည်းပုံချုပ်ပုံအခြေခံဥပဒေတော်လှန်ရေးကာလချင်းပြည်ချင်းလင်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာခက်ခဲတွေတော့များစွာရှိပါတယ်တိုးပါတော့လည်းပဲတမိုင်းမှာမပေါ်ဘူးတဲ့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလက်တွေ့ကျင့်သုံးတဲ့အခြေအနေမျိုးတော့ကျွန်တော်တို့သွားတယ်အားရစရာကောင်းတာကမြေပြင်ကျွန်တော်တို့ဒီတပိုင်းဆိုင်ရာကောင်းဆောင်တွေအုပ်ချုပ်မှုဆိုင်ရာကောင်းဆောင်တွေနဲ့ကျွန်တော်တို့နားလည်မှုတည်ဆောက်နိုင်တယ်ယုံကြည်မှုတည်ဆောက်နိုင်တယ်လို့ကျွန်တော်တို့မြင်တယ်ဟုတ်ကဲ့နောက်တစ်တမ်းမှာတော့အဓိကကျွန်တော်တို့အားလုံးသိကြပြီးဖြစ်တဲ့အတိုင်းကျွန်တော်တို့ဒီချင်းပြည်ချင်းလန်းကောင်စီဖွဲ့စည်းစဉ်အခါမှာချင်းပြည်နယ်အတွင်းမှာချင်းပြည်အတွင်းမှာရှိနေတဲ့တော်လှန်ရေးအားစုအားလုံးပါဝင်လာမှုကျွန်တော်တို့မေးခွန်းထုတ်စရာတွေဖြစ်ခဲ့တယ်တို့ပါတော့လည်းမဲ့ဒုတိယအတွင်းမှာတော့ဒုတိယတက်တန်းအတွင်းမှာတော့ကျွန်တော်တို့ဒီချင်းပြည်ချင်းလင်းကောင်စီမှဒီကျွန်တော်တို့ချင်းအမျိုးသားစီးလုံးညီညွတ်ရေးစီတို့ဆိုတဲ့ကျွန်တော်တို့ဥတီချက်နဲ့ချင်းတမျိုးသားလုံးစူးစီးညီညွတ်တဲ့အခင်းကျင်းမျိုးကိုဖော်ဆောင်မယ်ဒုတိယချက်အနေနဲ့တော့ကျွန်တော်တို့ဒီစစ်အာဏာရှင်စနစ်ကိုချုပ်နှိမ်အောင်ကျွန်တော်တို့ကဒီချင်းပြည်ချင်းလင်းအတွင်းကနေကျွန်တော်တို့အပြီးတိုင်ခြေမုံမယ်ဒီလိုခြေမုံတဲ့နေရာမှာလဲစေရေးနိုင်ငံရေးကိုဟန်ချက်ညီစွာနဲ့ကျွန်တော်တို့ပေါင်းစပ်ပြီးဆောင်ရွက်သွားဖို့ကျွန်တော်တို့ရည်မှန်းထားပါတယ်လို့ချင်းမျိုးသားညီညွတ်ရေးအတွက်ကတော့ကျွန်တော်တို့အဓိကလိုအပ်တာကတော့ကျွန်တော်တို့အပြန်လှန်ယုံကြည်မှုတည်ဆောက်ဖို့အခန်းကဏ္ဍဖြစ်ပါတယ်တစုတစ်ဖွဲ့ပေါ်မှာအခြေမခံမဲနဲ့ကျွန်တော်တို့ချင်းမျိုးသားဖြစ်တည်မှုစံတန်ဖိုးပေါ်မှာအခြေခံပြီးတော့မှခေါင်းဆောင်အတီးတီးစဉ်းစားကြရမှာဖြစ်တယ်ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့အခင်းချင်းအရာကြည့်မယ်ဆိုလို့ရှိရင်တမျိုးတနယ်တတိတပုံစံမျိုးနဲ့ကျွန်တော်တို့ဒီတိဆောက်ခြင်းဟာလွန်အမတားမှအန်တီများပါတယ်ဒါကြောင့်ကျွန်တော်တို့ချက်မျိုးသားညီညွတ်ရေးကိုချက်မျိုးသားစူးစီးညီညွတ်ရေးကိုတွားကြတဲ့အခါမျိုးမှာကျွန်တော်တို့ကအဓိကချက်မျိုးသားဖြစ်တည်မှုစံတန်ဖိုးပေါ်မှာအခြေခံပြီးချင်းဆိုတဲ့ဖြစ်တည်မှုအောက်ကနေကျွန်တော်စူးစီးညီညွတ်ကြဖို့လိုတယ်တစုတစ်ဖွဲ့ပေါ်အခြေခံချင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ချင်းတမျိုးသားလုံးရဲ့ဘုံအကျိုးစီးပွားပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့စဉ်းစားပြီးတော့မှအားလုံးယုံကြည်မှုအပြန်အလှန်တည်ဆောက်သွားဖို့လိုအပ်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ပလက်ဝအရေးကတော့လက်ရှိကျွန်တော်ဂျုံကြိုက်နေတဲ့တော်လှန်ရေးကာလပေးထားချက်အရကျွန်တော်တို့ဒီချက်မျိုးသားတွေရဲ့ထိန်းချုပ်မှုပိုင်တဲ့နယ်မြေထဲမှာမရှိတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်တို့ပါတော့လည်းပဲဒါလည်းပဲတော်လှန်ရေးအင်အားစုအချင်းချင်းတိုင်းရင်းသားအချင်းချင်းတူကိုတူအပြန်လှန်လေးစားဖို့လိုအပ်တယ်တွေးဆုံနှိမ့်နိုင်ဖို့လိုအပ်တယ်အားလုံးဒီချင်းဆိုတဲ့ကိုစားပြုမှုအပေါ်ကနေဖြစ်တည်မှုအပေါ်မှာအခြေခံပြီးတော့မှဒီတစ်ဖက်အဖွဲ့အစည်းများအနေနဲ့လည်းစဉ်းစားပေးဖို့လိုအပ်တယ်အဓိကကတော့ချင်းပြည်တီတမိုင်းစင်ဆက်ရပိုင်နဲ့နယ်မြေနဲ့တိဆောက်ထားတာဖြစ်တဲ့အတွက်ဒီတမိုင်းကပေးထားတဲ့ကျွန်တော်တို့ရဲ့ပိုင်နဲ့နယ်မြေတွေဟာချင်းအမျိုးသားပိုင်နဲ့တွေဖြစ်တယ်ဒါကြောင့်ပလက်ဝတီလည်းပဲကျွန်တော်တို့ချင်းပြည်ရဲ့ပိုင်နဲ့ဖြစ်တဲ့အတွက်ဒီအတုတ်ကိုကျွန်တော်တို့ဟန်ချစ်ညီညီနဲ့ကျွန်တော်တို့ပြန်ပြီးတော့မှဒီတက်ဆိုင်တဲ့ဖွဲ့အတီးတီးနဲ့ပြန်လဲတွေးဆုံပြီးတော့မှကျွန်တော်တို့အကောင်းမွန်ဆုံးပြန်ပြီးတော့မှဆွေးနွေးဖို့တွေလိုအပ်တယ်လို့ထင်တယ်ပလက်ဝရေးနဲ့ပတ်သက်ပြီးအခုချိန်မှာပြည်သူလူထုအတိဒုက္ခရောက်တာတွေရှိတယ်လို့ကျွန်တော်တို့ကြားသိရတယ်ဒီပေါ်မှာလည်းပဲဒီအဖွဲ့အစည်းများအနေနဲ့ဒါတိုင်းရင်းသားအချင်းချင်းပြန်လည်လေးစားမှုကိုတန်ဖိုးထားပြီးတော့မှတယောက်ကိုတယောက်ဒီအတိမတ်ပြုပေးစေချင်တယ်ဒါကြောင့်ကျွန်တော်တို့ဒီချက်မျိုးသားဆင့်ကျွန်တော်တို့တိဆောက်ရေးမှာပလက်ဝရေးဟာကျွန်တော်တို့ရဲ့ဒီ skin singapore လို့ပြောလို့ရတယ်ကျွန်တော်တို့ရဲ့ချက်မျိုးသားအကျိုးစီးပွားရေလမ်းထုတ်ပေါက်လို့ပြောရလို့ရှိရင်ကျွန်တော်တို့အချက်ချာကြားတဲ့ဒီ border trade zone တစ်ခုအနေနဲ့တိဆောက်မဲ့နေရာမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့
ချင်းလူမျိုးတွေအတွက်ပလက်ဝဟာကျွန်တော်တို့အရန်ရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်ဒါကြောင့်ချင်းပြည်ချင်းလန်းကောင်စီရဲ့တကယ်ဒီပလက်ဝပေါ်မှာထားရှိတဲ့အခြေအနေမှန်ကိုပြောမယ်ဆိုလို့ရှိရင်ပလက်ဝဟာချင်းပြည်ဖြစ်တယ်ဒါကြောင့်မလို့ချင်းအမျိုးသားများနဲ့သက်ဆိုင်တယ်ဒါကြောင့်ဒါဟာနိုင်ငံရေးအရာတော်၎င်းစစ်ရေးအရာတော်၎င်းလောလောဆယ်မှာအခက်အခဲတွေကြားမှာရှိနေပေမဲ့ပလက်ဝဟာကျွန်တော်တို့ဒီချင်းပြည်ချင်းလန်းကောင်စီအနေနဲ့ချင်းပြည်ရဲ့မျိုးသားပိုင်နဲ့နယ်မြေဖြစ်တယ်ဆိုတာကိုတော့အတိအလင်းကျွန်တော်တို့ယုံကြည်ခံယူထားပါတယ်လို့ဟုတ်ကဲ့ကျွန်တော်ရှေ့မှာပြောသွားသလိုပဲကျွန်တော်တို့ဒီချင်းပြည်ချင်းလန်းကောင်စီရဲ့နိုင်ငံရေးစုစည်းမှုဟာဒီနေ့ချင်းပြည်တည်ဆောက်ရေးအတွက်အရန်အရေးကြီးပါတယ်ချင်းပြည်ချင်းလန်းကောင်စီရဲ့အခုဆောင်ရွက်ချက်တွေအပေါ်မှာပြည်သူလူထုကအားလုံးကယုံကြည်ပြီးတော့မှကျွန်တော်တို့ဒီနိုင်ငံရေးဥဆောင်မှုချင်းနိုင်ငံရေးဥဆောင်မှုချင်းအမျိုးသားရေးဥဆောင်မှုအခန်းကဏ္ဍမှာပူးပေါင်းပါဝင်ခြင်းပေးကြဖို့လိုအပ်တယ်ထို့အတူပဲကျွန်တော်တို့မပါဝင်လာနိုင်သေးတဲ့ချင်းပြည်ကောင်စီမှာပူးပေါင်းလာနိုင်ခြင်းမရှိသေးတဲ့ဒီဂျန်တဲ့ဒီအဖွဲ့အစည်းတွေဒီလည်းပဲအားလုံးနိုင်ငံရေးအရာယုံကြည်မှုတည်ဆောက်ပြီးကျွန်တော်ချင်းအမျိုးသားတည်ဆောက်ရေးကိုဒီဇိုင်းမဥလည်းမတုံသွားကြပါစို့လို့ပဲကျွန်တော်တို့မှာကြားချင်ပါတယ်ကျေးဇူးတင်ပါတယ်